ကြောင့်စင်လာကြီးမှာရာဇဝင်မှာရွှေရောင်ချုံလွှမ်းသောနေသွေးများ MYANMAR အခုလက်ရှိမျိုးဆက်တင်များတာဝန်ကိုစီယူဆောင်ထိန်သိမ်းသောအနာဂတ်မှာ MYANMAR သူရဲ့ကောင်းများရဲ့မိတ်မွေးစကားရမစင်သိတာဘူကောင်သက်ကပွင့်ဒီရစေရှောင်းမဲမဟေးရဲ့ကောင်တော့ထွန်းလုံးမမဲစာကီတွေစာကီမကေဟဲ့ရဲ့ကောင်ဆိုတော့မြမာတွေဆွဲမလျှော်နဲ့ဟေးပထမဆူလက်အရာယူမဲတော့အိမ်မကိုထိုးတဲ့တွင်လို့ MYANMAR မြန်မာတဲ့ဟေးမြတ်တာညီညွတ်ခြင်းနဲ့နိုင်ငံတကာမှာအောင်မြင်ဖို့တွတ်ထိုးကြိုးစား MYANMAR တို့ချစ်စိတ်ဓာတ်အပြည့်နဲ့မြန်မာကိုဒီကဘာကလေးစားဖို့ပို့ကြိုးစား MYANMAR